ငယ်ချင်းတွေကချိုးချောင်းလေးတွေသိနေပြီမို့ချစ်လို့ကွယ်ဆက်ချတဲ့ခါလွမ်းမလေးပေါ်တည်တယ်မဟုတ်လားဒါရီဟာတကယ်တော့မောင်နဲ့သက်ဆိုင်ခဲ့တာပါပဲချစ်တဲ့သူပြစ်လို့သွားတော့လွမ်းမလေးပေါ်တည်တယ်မဟုတ်လားSo hamama apene outkhayare Gave se borile piya yena lo chebede But you need to salary actually